မျိုးဆက်သစ်ရဲ့ခြေစွမ်းပြမှုနဲ့ကမ္ဘာဖလားကိုတက်လှမ်းနိုင်ခဲ့တဲ့နော်ဝေးတင်းနော်ဝေးဘောလုံးတင်ပရိသတ်တွေတော့ခုချိန်ကတမိုင်းဝင်အောင်ပွဲခံချိန်ဖြစ်ပါတယ်။မနေ့ကကစားခဲ့တဲ့2026ခုနှစ်ကမ္ဘာဖလားချီစီပွဲမှာနော်ဝေးတင်းကအက်စတိုးနီးယားအသင်းကို4ဂိုးတကူနဲ့အနိုင်ယူခဲ့တဲ့ပွဲရလကသူတို့တော့ကမ္ဘာဖလားဝင်ခွင့်ကိုပိုပြီးတေချာစေခဲ့ပါတယ်။အုပ်စုမှာအီတလီတင်းနဲ့ပွဲကစားဖို့ကြံစည်နေသေးပေမဲ့လည်းနော်ဝေးတင်းက6မှတ်သားနဲ့ဦးဆောင်နေတဲ့ပြင်ကိုကချက်ကဂိုး30ထိရှိနေတာကြောင့်နော်ဝေးတင်းကမ္ဘာဖလားစင်မြင့်မော်ကိုတေချာပေါက်တက်လှမ်းနိုင်ခဲ့ပြီလို့ဘောလုံးလောကတစ်ခုလုံးကကောက်ချက်ချလိုက်ကြပါပြီ။ဒါကနော်ဝေးတင်းရဲ့ဘောလုံးလောကအတွက်မျိုးဆက်သစ်တွေရဲ့ခေတ်တစ်ခုကိုစတင်ဖွင့်လှစ်လိုက်ခြင်းပဲဖြစ်ပါတယ်။နော်ဝေးတင်းက1998ခုနှစ်ကပြင်သစ်မှာကျင်းပခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲကိုနောက်ဆုံးအကြိမ်ပါဝင်ရှင်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီချိန်ကနေစပြီးအခုချိန်ထိ29နှစ်တိုင်ကြာမြင့်ခဲ့ပြီးတဲ့နောက်မှာတော့နော်ဝေးတင်းကကမ္ဘာဖလားပြိုင်ပွဲကြီးကိုနောက်တစ်ကြိမ်ပြန်လည်ရောက်ရှိလာနိုင်ခဲ့တာဖြစ်ပါတယ်။ဒီအပြင်ကနော်ဝေးဘောလုံးသမိုင်းအတွက်အလွန်ကြီးမားတဲ့မှတ်တိုင်တစ်ခုကိုပြန်လည်စိုက်ထူနိုင်ခဲ့တာဖြစ်ပြီးမျိုးဆက်သစ်ကစားမတွေရဲ့စွမ်းဆောင်ရည်ကိုမီးမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။1998ခုနှစ်ကနော်ဝေးတင်းကဘရာဇီးတင်းကိုတောင်နိုင်ရရှိပို့တဲ့သမိုင်းမှတ်တမ်းကောင်းတွေရှိခဲ့ပြီးအခုမျိုးဆက်သစ်တွေကအဲ့ဒီဂုံပုတ်ကိုပြန်လည်ဆက်ခံခဲ့ပါတယ်။နော်ဝေးတင်းရဲ့ဘောလုံးပရိသတ်တွေကဒီလိုမျိုးကြာမြင့်စွာဆောင်ဆိုင်ခဲ့တဲ့အောင်ပွဲကိုပိုပြီးတံမိုးထားကိုယူနေကြမှာသိကြပါတယ်။နော်ဝေးတင်းရဲ့ကမ္ဘာဖလားဝင်ခွင့်မှာတိုက်စစ်မှုအယ်လင်ဟာလန်ရဲ့အခန်းကဏ္ဍကလည်းအဓိကကျပါတယ်။အက်စတိုနီးယားရဲ့ပွဲမှာဟာလန်က2ဂိုးသွင်းယူပေးခဲ့ပြီးအသင်းကိုနိုင်ပွဲရရှိအောင်ဒီအချိန်မှာဟာလန်ကကလပ်အသင်းနဲ့နိုင်ငံအသင်းအတွက်စုစုပေါင်းသွင်းဂိုး33ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီးပွဲရလို့ဂိုးသွင်းရတဲ့ကပြင်းစရာဖြစ်နေပြီလို့ပြောစမှတ်ပြရလောက်အောင်သူ့ရဲ့စွမ်းဆောင်ရည်ကအားလုံးကိုမင်တက်စေခဲ့ပါတယ်။ဟာလန်ကဒီလိုမျိုးဂိုးသွင်းစားပေါ်မှာစွမ်းဆောင်ရည်ကနော်ဝေးတင်းကအုပ်စုရင်းပြိုင်ဘက်တွေနဲ့လွယ်တကူဂိုးကွက်ချက်ဖြတ်နိုင်အောင်စွမ်းဆောင်ပေးခဲ့ပါတယ်။နောက်ဆုံးပွဲစဉ်မှာအီတလီတင်းနဲ့ကစားရမှာဖြစ်ပြီးဆုံးနေခဲ့ရင်တောင်မှဂိုးကွက်ချက်က16ဂိုးလောက်အထိအသာရှိနေတာကြောင့်အီတလီတင်းနဲ့နော်ဝေးတင်းကိုဘယ်လိုမှလိုက်မိနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်မနေ့ကနိုင်ပွဲကြောင့်ပဲအယ်လင်ဟာလန်နဲ့မာတင်အိုဒီကတ်တို့ကို2026ကမ္ဘာဖလားပြိုင်ပွဲမှာမြင်တွေ့နိုင်ကြတော့မှာလည်းဖြစ်ပါတယ်။နော်ဝေးတင်းအောင်မြင်မှုရဲ့နောက်ကွယ်မှာဟာလန်ပြင်အီသွင်းမြေကစားမတွေစုဖွဲ့မှုပါဝင်နေပါသေးတယ်။နော်ဝေးတင်းကဒီလိုမျိုးကြာမြင့်စွာဆောင်ဆန်းခဲ့တဲ့ကမ္ဘာဖလားဝင်ခွင့်ကိုရယူနိုင်ခဲ့တဲ့အတွက်နောက်လာမယ့်ပြိုင်ပွဲတွေမှာဘယ်လောက်ထိအောင်မြင်မှုရယူသွားနိုင်မလဲဆိုတာကိုတော့စိတ်ဝင်စားစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ဟာလန်ရဲ့ဂိုးသွင်းစွမ်းရည်နဲ့အသင်းလိုက်ခြေစွမ်းကောင်းမှုတွေကနော်ဝေးတင်းကိုကမ္ဘာဖလားဆင်းမှာတင်ပထမထားတဲ့ရလဒ်ကောင်းတွေကိုရယူနိုင်မယ့်အလားအလာကိုဖန်တီးပေးထားပါတယ်။29နှစ်ကြာမှပြန်ရောက်လာတဲ့နော်ဝေးတင်းကကမ္ဘာဖလားပြိုင်ပွဲမှာတမိုင်းတစ်ခုကိုဖန်တီးနိုင်မလားဆိုတာကိုတော့ဘောလုံးပရိသတ်တွေကစောင့်မျှော်နေကြပါပြီ။သူတို့ကအီတလီလိုအသင်းကြီးရဲ့အထက်မှာရပ်တည်နိုင်ခဲ့တဲ့ကသူတို့ရဲ့စွမ်းဆောင်ကိုတက်တည်ပြလိုက်တာဖြစ်ပါတယ်